သတင်းပရိသတ်များအားလုံးမင်္ဂလာပါ Unity Voice မြန်မာမှကြိုဆိုလိုက်ပါတယ်ဒီကနေ့ March လ 19 ရက်ကြာသပတေးနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျွန်မစုခေတ်ကတင်ဆက်ပေးသွားပါမယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့နေရီကန်ဗျူဟာဘက်ကိုအာရခတပ်တော် AA နဲ့ပူပေါင်းတပ်တွေကပိတ်ဆို့ဖျက်တောက်ထားတဲ့အခြေအနေမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေကစစ်ကူပေးနိုင်ဖို့မြေပြင်စစ်ကြောင်းတွေအသေးခံဝင်လာပြီးတိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။နေရီကန်ဗျူဟာရဲ့နောက်ဆုံးကာကင်းဖြစ်တဲ့ကြက်ချံကုန်းကာကင်းကို AA နဲ့ပူပေါင်းတပ်တွေကမတ်လစမ်းပိုင်းမှာတင်ပိုက်လိုက်ပြီးတဲ့နောက်ဗျူဟာကိုဦးတည်တဲ့အနီးကပ်စစ်စင်ရေးတွေစတိုက်လှုပ်ဆောင်လာတာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်းပစီရွာနဲ့ကုတ်ကြီးရွာဘက်ကနေစစ်ကူပို့နိုင်မှုစစ်ကြောင်းတွေအတင်းကျပ်တိုးဝင်လာတာဖြစ်ပါတယ်။ဒေသခံသတင်းရင်းမြစ်တအုပ်ကလေကြောင်းနဲ့အသေးခံဒရုန်းတွေစတိုက်အုံပြုနေပြီးမြေပြင်ကလည်းအတင်းဝင်လာနေတယ်။ပိတ်ဆို့ဖြတ်တောက်ထားတဲ့အခြေအနေကြောင့်တိုက်ပွဲကအပြင်းထန်ဆုံးအဆင့်ထိရောက်နေတယ်လို့ပြောပါတယ်။တက်ချံကုန်းကာကင်းကိုသိမ်းယူပြီးနောက် AA နဲ့ပူးပေါင်းတပ်တွေကနေရီကန်ဗျူဟာကိုသိမ်းယူနိုင်ဖို့စစ်ရေးအရှိန်မြင့်တင်ထားပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်းဗျူဟာနဲ့အနီးဆုံး2မိုင်ခန့်အကွာရှိပစီရွာနဲ့ကုတ်ကြီးရွာတွေမှာအင်အားတွေဆက်လက်ဖြည့်တင်းထားကစစ်ကြောင်းထိုးဖို့စ조사နေပါတယ်။အဲဒီရွာတွေမှာမူလကတည်းကခံမဲအင်အား1500ခန့်စီရှိပြီးထပ်မံအင်အားဖြည့်တင်းနေတယ်လို့သိရပါတယ်။ဒါအပြင်ဗဒန်းမြို့နယ်အတွင်းရှိအမှတ်935အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်ကိုမတ်လ10ရက်နေ့မှာစစ်ကား29စီးနဲ့အင်အားတွေပို့ဆောင်ခဲ့ပြီးအဲ့ဒီနေရာကနေတဆင့်ပစီရွာနဲ့ကုတ်ကြီးရွာဘက်ကိုလက်နက်ရိတ်ခါနဲ့လူအင်အားတွေဆက်လက်ဖြည့်တင်းနေပါတယ်။မတ်လ10ရက်နေ့မှာလဲပစီရွာနဲ့ကုတ်ကြီးရွာဘက်ကနေစစ်ကြောင်း2ကြောင်းတက်လာတာကြောင့်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီး AA နဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်တာကြောင့်ကျန်းဖက်စစ်ကောင်စီတပ်ဖက်မှတေဆုံးမှုများပြားခဲ့ပြီးလေကြောင်းပစ်ကူနဲ့ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့တယ်လို့သတင်းရင်းမြစ်တွေထံကသိရပါတယ်။သတင်းရင်းမြစ်တဦးကလည်းလက်ရှိမှာစစ်မှုထမ်းတင်နန်းစင်တွေကိုစေဝါပေးပြီးရှေ့တန်းတိုက်ခိုက်ရေးတွေအတွက်အတင်းတိုးခိုင်းနေတယ်လို့ပြောပြီးထွက်ပြေးဖို့စ조사သူတွေရှိပေမဲ့ရှေ့တန်းစစ်မြေပြင်အခြေအနေကြောင့်မလွယ်ကူဘူးလို့ပြောပါတယ်။ AA ဘက်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာစစ်မှုထမ်းတင်နန်းစင်လူငယ်တွေကိုမူရစ်ဆေးပေးပြီးမိုင်းကွင်းဖြတ်ခိုင်းတာရှေ့ဆုံးလိုင်းမှာတိုက်ခိုင်းတာတွေပြုလုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်မှာနေရီကန်ဗျူဟာနဲ့မစီရွာကုတ်ကြီးရွာတွေကို AA နဲ့ပူးပေါင်းတပ်တွေကဖျက်တောက်ထိန်းချုပ်ထားပြီးဗျူဟာအတွင်းရှိကဘာလုံးပေါ်အဆောက်အဦထဲမှာဒဏ်ရာရအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုစေကုသပေးနေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒေါနာတောင်ဘက်ဒေသမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားနေတယ်လို့လေရင်ဒရုန်းတွေအသုံးပြုပြီးနေစဉ်ဘုံကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်။မတ်လ1ရက်နေ့ကစပြီးအကြမ်းဖက်စစ်တပ်ဟာကျုံတိုးကော့ကရိတ်လမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီးကော့ကရိတ်မြို့နယ်မြောက်ချမ်းဒေါနာတောင်ဘက်ရှိအောက်ပိုတဲ့အနီးဒေသတွေကိုလက်နက်ကြီးဒရုန်းလေရင်တွေဖြင့်စတိုက်ဘုံကျဲပစ်ခတ်ကစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲဟာမတ်လ18ရက်နေ့အထိဆက်လက်ဖြစ်ပွားနေပြီးမြေပြင်စစ်ကြောင်းတွေကရှေ့ဆက်မတိုးနိုင်တာကြောင့်စစ်တပ်ဘက်ကလေရင်နဲ့ဒရုန်းတွေအသုံးပြုပြီးနေစဉ်ဒီပါဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားနေပြီးမတ်လ16ရက်နေ့တိုက်ပွဲအတွင်းမှာလည်းစစ်သားအလောင်းတွေကိုဆွတ်ပစ်ထားပြီးနောက်ပြန်ဆုတ်သွားခဲ့ရတာတွေရှိပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်မှုထမ်းတပ်သားအချို့ထွက်ပြေးသွားတာတွေရှိပြီးအကြမ်းဖက်စစ်တပ်ဘက်ကလိုက်လံပစ်ခတ်ဖမ်းဆီးတာတွေပါလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အင်အားပြန်လည်ဖြည့်တင်းပြီးထိုးစစ်ဆင်တိုက်ခိုက်လာပါကတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တဲ့အခြေအနေရှိပါတယ်။ဒေသသတင်းရင်းမြစ်တအူးကတော့ကော့ကရိတ်မြောက်ပိုင်းမှာတိုက်ပွဲတွေစတိုက်ဖြစ်နေပြီးထိတွေ့မှုမရှိတဲ့နေ့တွေမှာတော့စစ်တပ်လေရင်တွေကနေတိုင်းနှီးပါဘုံကျဲတိုက်ခိုက်နေတယ်လို့ပြောပါတယ်။မြေပြင်စစ်ကြောင်းတွေရှေ့မတိုးနိုင်သေးပေမဲ့စစ်မှုထမ်းတွေထပ်ဖြည့်ပြီးတိုးခိုင်းနေတယ်လို့ယူဆထားကြပြီးအင်အားဖြည့်ပြီးထပ်တိုးလာရင်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာ2025အောက်တိုဘာကစပြီးမြဝတီကော့ကရိတ်ဒေါနာတောင်လမ်းဟောင်းနဲ့ကော့ကရိတ်မြောက်ပိုင်းကျေးရွာတွေကိုထိန်းချုပ်နိုင်ရေးအတွက် DKBA အဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကြောင်း3ကြောင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲတွေထဲမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားပြီးတက်ပြတ်မှုတွေဖြစ်ပေါ်နေတော့လဲစစ်မှုထမ်းတပ်သားတွေအများပြားကိုအသုံးပြုပြီးဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ရှင်။
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်တက်ကုန်းမြို့နယ်အင်းပင်တောင်ရွာနဲ့မြောက်ရွာမှာပြည်သူနေအိမ်100ကျော်ကိုကျူးကျော်မှုဆိုကအတင်းအဓမ္မဖျက်ခိုင်းနေကြောင်းဒေသပြည်သူတွေထံကသတင်းရရှိပါတယ်။မတ်လ18ရက်နေ့မှာတက်ကုန်းမြို့နယ်ထွေအုပ်ကအင်းပင်တောင်ရွာနဲ့မြောက်ရွာကနေအိမ်တွေကိုကျူးကျော်မြေဖြစ်တယ်လို့သတ်မှတ်ပြီး9ရက်အတွင်းဖျက်သိမ်းရမယ်ဆိုပြီးအမိန့်စာထုတ်ထားသလိုမဖျက်သိမ်းပါကအင်အားသုံးဖျက်ဆီးမယ်လို့ချိန်ချောက်ထားတာဖြစ်ပါတယ်။အဲ့ဒီရွာတွေကိုမဲဆွယ်ကာလအတွင်းလာရောက်ခဲ့တဲ့အကြမ်းဖက်လွတ်တော်ဒုဥက္ကဋ္ဌမမောင်အောင်ကအနိုင်ရရှိခဲ့ရင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့လက်ရှိအချိန်မှာတော့ကျေးရွာကိုပဲဖျက်သိမ်းခံရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံတအုပ်ကတော့အင်းပင်တောင်ရွာနဲ့မြောက်ရွာမှာနေအိမ်100ကျော်ရှိပြီးအများစုဟာနှစ်30ကျော်နေထိုင်လာခဲ့တဲ့အိမ်တွေဖြစ်တယ်လို့ဘိုးဘွားအစဉ်ဆက်အမွေရရှိထားတဲ့မြေတွေနဲ့ချမ်းမြေဝယ်ယူပြီးတိစောက်ထားတဲ့အိမ်တွေပါဝင်တယ်လို့ပြောပါတယ်။ဒါအပြင်ရွာထဲမှာရှိတဲ့အချို့သူတွေကလည်းအထက်မှအမိန့်အတိုင်းလိုက်နာလှုပ်ဆောင်နေကြတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကတော့သတ်မှတ်ထားတဲ့ကာလအတွင်းမပြောင်းရွှေ့ပါကတည်ဆဲမြေယာဥပဒေအရဆက်လက်အရေးယူသွားမယ်လို့ချိန်ချောက်ထားပြီးလက်ရှိမှာကျေးရွာနေပြည်သူတွေဟာပြောင်းရွှေ့နေထိုင်မှုအခက်အခဲတွေကြုံတွေ့နေရတယ်လို့စားဝတ်နေရေးပြဿနာတွေကြောင့်လည်းအခက်အခဲများစွာရင်ဆိုင်နေရကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းမြိုင်မြို့နယ်ကန်ဒီရွာဘက်မှာရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာပြူစောတိကောင်းဆောင်ကျော်စန်းဝင်းအပါအဝင်2ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်။မတ်လ14ရက်နေ့နနက်9:30မိနစ်ခန့်မှာကန်ဒီပြူစောတိရွာကနေအနောက်ဘက်ကိုအင်အား23ဦးနဲ့ရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြိုတင်ဆောင်ဆိုင်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကပြူစောတိကောင်းဆောင်ကျော်စန်းဝင်းနဲ့ဆွေမျိုးတော်ဆက်သူဇော်ညွန့်တို့နေရာတွင်ပွဲချင်းတေဆုံးခဲ့တယ်လို့ပြူစောတိ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သား2ဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။တော်လှန်ရေးဘက်ကပြောကြားချက်အရကန်ဒီပြူစောတိရွာကနေထွက်လာတဲ့အင်အား23ဦးခန့်ကိုဆောင်ဆိုင်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအပြီးနောက်တနေ့မှာအဲ့ဒီစစ်ကြောင်းဟာအနောက်ဘက်သို့ဆက်မထွက်နိုင်တော့တာကြောင့်အရှိတောင်ဘက်ကိုပြန်လည်ရွှေ့ပြီးထန်းဦးတွေကိုရှာဖွေယူဆောင်သွားတာရှိတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်တရင်15နဲ့ကန်ဒီရွာအခြေပြုပခဖွားအဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာပခုတ်ကူခရိုင်တရင်15ကဆောင်ရွက်နေတဲ့3,900ကူညီအညာအရက်စီကမ်ပိန်းကိုပြည်သူတွေဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီကလွတ်တော်ခေါ်ယူတဲ့ဒုတိယနေ့မှာပဲပဲခူးတိုင်းကြောက်တကားမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့တပ်သားတွေကအသက်2နှစ်အရွယ်ကလေးငယ်တအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်။မတ်လ18ရက်နေ့မနက်ပိုင်းမှာပဲနယ်ကုန်းမြို့နယ်စေရုပ်ခင်ကျေးရွာဘက်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကဇရက်ခင်ကျေးရွာအုပ်စုဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးအဲ့ဒီမတိုင်ခင်နေ့ကတည်းကစေရုပ်ခင်ဘက်မှာအင်အား400ခန့်ကိုစုစည်းထားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဇရက်ခင်ကျေးရွာဒေသခံတအုပ်ကစေရုပ်ခင်ဘက်ကနေရွာတောင်ဘက်ကိုစဝင်လာတာလက်နက်ကြီးနဲ့ဒရုန်းတွေပါအသုံးပြုပြီးစစ်ကြောင်းထိုးလာတာလို့ပြောပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးဝင်ရောက်လာချိန်ဇရက်ခင်ကျေးရွာကမိသားစုဝင်3ဦးကိုတနက်နဲ့ပစ်ခတ်ခဲ့တာကြောင့်အသက်32နှစ်အရွယ်ကိုရဲမင်းနိုင်နဲ့အသက်34နှစ်အရွယ်မလေးခင်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသူတို့ရဲ့သားဖြစ်သူအသက်2နှစ်အရွယ်ဖူးတောက်ကြမှာပွဲချင်းပြီးတေဆုံးသွားခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တဲဖြူရွာတဲ့ရွှေတဲစုပေါက်ကုန်းတဲဖြူရွာဟောင်းဇရက်ခင်နန့်စလေးရွာတာယာနဲ့တစ်တဲကျေးရွာစုစုပေါင်းကျေးရွာ8ရွာကအိမ်အောင်စု409စုရှိလူဦးရေ1943ဦးဟာဘေးလွတ်ရာဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လက်ရှိမှာထွက်ပြေးတိမ်းရှောင်နေကြတဲ့စစ်ရှောင်ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေအလွန်လိုအပ်နေပြီးအစားအစာဆေးဝါးနဲ့အခြေခံအသုံးဆောင်ပစ္စည်းတွေထောက်ပံ့ပေးနိုင်ဖို့လိုအပ်နေတယ်လို့ကူညီဆောင်ရွက်နေတဲ့အဖွဲ့တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ဘောလခဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF ကကြားဖြတ်တိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။မတ်လ16ရက်နေ့မှာဖရူးဆိုထားလဲနန်းဖဲဘောလခဲလက်မကြီးအတိုင်းရွေရှားနေတဲ့အကြမ်းဖက်စစ်တပ်ရင်နှန်းရဲ့ရှေ့ပြေးစစ်ကြောင်းနဲ့နန်းဖဲကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး KNDF တရင်16ကကြားဖြတ်တိုက်ခိုက်စဉ်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပြီးလက်နက်5လက်ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။
ဒေသခံစစ်ရေးသတင်းရင်းမြစ်တအုပ်ကတော့ KNDF တရင်16ကစစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ဖို့စောင့်ဆိုင်းနေစဉ်ရှေ့ပြေးစစ်ကြောင်းနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင်ဒီမော့ဆိုဖရူဆိုဘောလခဲလက်မကြီးတလျှောက်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေခက်စိတ်စိတ်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ဘက်ကအဲ့ဒီလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေပါတယ်။အထူးသဖြင့်မာခရော့ရှေနဲ့ထားလဲရွာကြားဒေသတွေကိုထိန်းချုပ်ဖို့အရေးပါနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာလည်းဖရူဆိုထားလဲလက်မကြီးအတိုင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်သား3ဦးထိခိုက်ဒေဆုံးခဲ့တာတွေ့ရှိခဲ့ပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာဖားဆောက်မြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက်ကရင်ပြည်ရဲ့တယန်ဇာဒဒေသဖြစ်တဲ့မော်ချီဘက်ကိုစစ်ကြောင်းထိုးနိုင်ဖို့စ조사နေပြီးဖားဆောက်မော်ချီလမ်းပိုင်းမှာလည်းစစ်တပ်ကအထိုင်ချတပ်ဆွဲထားတာတွေရှိတယ်လို့လေကြောင်းကင်းထောင်ခြင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုနေ့စဉ်နေ့ပါလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့မကွေးတိုင်းအတွင်းပသိမ်မွေရွာလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါရင်နဲ့မိုင်းဆွဲတိုက်ခိုက်ခံရပြီးတေဆုံးထိခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်းဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေထံကသတင်းရရှိပါတယ်။မတ်လ12ရက်နေ့မှာအမှတ်2ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ2ကထွက်လာတဲ့စစ်တပ်ရင်နှန်းကိုပသိမ်မွေရွာလမ်းပေါ်တင်ညီနောင်လမ်းခွဲအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကအနည်းဆုံး2ဦးသေဆုံးခဲ့ပြီး2ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့ကခြေထောက်ဖြတ်တောက်ရတဲ့အခြေအနေထိရောက်ရှိခဲ့တယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တအုပ်ကပြောပါတယ်။ဒါအပြင်အဲ့ဒီရင်နှန်းဟာစိတ်ဖြူမြို့နယ်မှတစ်ဆင့်ပေါက်မြို့နယ်အတွင်းဆက်လက်ရွေးရှားနေစဉ်ပေါက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုမှာလည်းစစ်တပ်ဘက်ကတပ်သား3ဦးသေဆုံးခဲ့ပါတယ်။အစည်းအ100ကျော်ပါတဲ့အကြမ်းဖက်စစ်ကောင်စီရင်နှန်းဟာမတ်လ18ရက်ညပိုင်းမှာပေါက်မြို့ကိုရောက်ရှိခဲ့ပြီးယနေ့မှာကပ္ပစ24ဘက်သို့ဆက်လက်ရွေးရှားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကစပြီးပခုတ်ကူတမ131မှပေါက်မြို့နယ်မြပိုင်းကျေးရွာအနီးရှိကပ္ပစ24ခုကျန်းဖက်စစ်တပ်ဘက်ကရိတ်ခါနဲ့တပ်သားအလုံးရေးပို့ဆောင်နေပြီးဒေသအတွင်းပြည်သူစစ်ကျေးရွာအများစုရှိနေတော့လဲတော်လှန်ရေးအင်အားစုတွေကဝိုင်းဝန်းပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့ဖားကတ်မြို့အခြေဆိုင်သတင်းတောက်ကိုတာလင်းမောင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တပ်ဖွဲ့တွေကခေါ်ဆောင်သွားပြီးမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ရမှာမတ်လ18ရက်နေ့ညပိုင်းမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။ကိုတာလင်းမောင်ဟာမတ်လ18ရက်နေ့ညပိုင်းကဖားကတ်မြို့နယ်စိုင်းတောင်ကျေးရွာမှာရှိနေချိန်တနက်ကင်ထားတဲ့လူ9ဦးကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမိတ်ဆွေတအုပ်ကပြောကြားထားပါတယ်။ KIA နဲ့ KPDF တပ်ဖွဲ့ဝင်တွေကစစ်ဆေးစရာရှိတဲ့အတွက်ဖမ်းဆီးသွားတာလို့ပြောဆိုထားပေမဲ့တိကျအတည်ပြုချက်မရရှိသေးပါဘူး။မတ်လ18ရက်နေ့ညပိုင်းမှာတော့ကိုတာလင်းမောင်ကပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းလူမှုကွန်ရက်ကတဆင့်အသိပေးထားပြီးကျွန်တော်အခုပဲပြန်လွတ်လာခဲ့ပါပြီ။စိတ်ပူကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ပါတယ်လို့ရေးသားထားပါတယ်။ကိုတာလင်းမောင်ဟာရခိုင်ပြန်ဆက်ဝန်ထမ်းတအုပ်ဖြစ်ပြီး2021အာဏာသိမ်းမှုနောက်ပိုင်း CDM ပြုလုပ်ခဲ့သူဖြစ်တယ်လို့ဒေသတွင်းမှာတော်လှန်ရေးသတင်းသမားအဖြစ်လူသိများသူဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေကိုဆက်လက်တူဖော်ရေးသားနေသူဖြစ်ပြီးဒေသရင်းစစ်သားစုဆောင်မှုတွေကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်နေသူဖြစ်ပါတယ်။မတ်လ18ရက်နေ့ဖမ်းဆီးခံရချိန်မတိုင်ခင်မှာလည်း KIA နဲ့ KPDF တပ်ဖွဲ့တွေကစစ်သားစုဆောင်နေမှုတွေကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့ပြီးနောက်ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး24နာရီခန့်အကြာမှာပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ကိုတာလင်းမောင်ဟာရခိုင်2024စက်တင်ဘာလအတွင်းမှာလည်းဖားကန့်အခြေဆိုင်အလွတ်တန်းသတင်းတော်ကိုနောင်ရိုးနဲ့အတူ KIA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးအဲ့ဒီဖြစ်စဉ်အပေါ်ဒေသခံတွေကဝေဖန်ခဲ့ကြကတလခန့်အကြာမှာပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ယခုတစ်ချိန်မှာလည်းဒေသခံတော်လှန်ရေးအင်အားစုတွေဖားကန့်တပိတ်စစ်ကြောင်းတာဝန်ခံတွေက KIA နဲ့ KPDF ကိုဝေဖန်ထောက်ပြခဲ့ပြီးအမြန်ဆုံးပြန်လွတ်ပေးဖို့တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်အတွင်းမှာပြူစောထီအဖွဲ့တွေနဲ့တိုက်ပွဲ2ကြိမ်ဖြစ်ပွားခဲ့ပြီးပြူစောထီတအုပ်ကိုဖမ်းဆီးရမိခဲ့တယ်လို့ကျောင်းသားတော်လှန်ရေးတပ်တော် Student Revolutionary Force SRF ထံကသတင်းရရှိပါတယ်။မတ်လ18ရက်နေ့မနက်8နာရီခွဲခန့်မှာမင်းကင်းမြို့နယ်မင်းရွာကနေထွက်လာတဲ့ပြူစောထီအဖွဲ့နဲ့ကင်းလှည့်နေတဲ့ SRF တပ်ဖွဲ့တွေပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီထိတွေ့မှုအတွင်းမင်းရွာမှာပြူစောထီတအုပ်ဖြစ်တဲ့ဦးတန်းထွန်းကိုလက်ရဖမ်းဆီးရမိခဲ့ပြီးနေမိုင်းတလုံးကိုလည်းရှင်းလင်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီနောက်မနက်10နာရီခွဲခန့်မှာမင်းရွာနဲ့အင်းစင်းတောင်ရွာဘက်ကနေထွက်လာတဲ့အင်အား30ခန့်ပါတဲ့ပြူစောထီစစ်ကြောင်းနဲ့ဒုတိယအကြိမ်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းပြူစောထီးတွေဘက်ကအနည်းဆုံး4 ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြန်လည်ဆုတ်ခွာခဲ့တယ်လို့ SRF ကပြောပါတယ်။ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး SRF ဘက်ကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားချက်မရရှိသေးပါဘူး။တိုက်ပွဲဖြစ်ပွားပြီးနောက်အဲ့ဒီကျေးရွာတဝိုက်အခြေအနေကိုဒေသခံတအူးကမြေပြင်ရောဝေဟင်ရောအန္တရာယ်ရှိနေတဲ့အခြေအနေဖြစ်ပြီးသတိထားနေရတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့တွေကစစ်မျက်နှာအရရက်မှာစစ်ရေးလှုပ်ရှားမှုတွေစတိုက်ပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူတွေအထူးသတိပြုသွားလာကြဖို့ចောင်းသားတော်လန်ရေးတပ် SRF ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ရှင်။ Unity Voice မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးကြသောသတင်းပရိသတ်များအားလုံးဘေးပရာကင်းကွာရွှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်မဆုခိကဆုတောင်းပေးလိုက်ရပါတယ်ရှင်။